မင်္ဂလာပါကလေးတို့ရေခင်မီတဲ့ကားမျိုးတော်လေးမှာ Smack လို့ခေါ်တဲ့အပြာရင်ရောင်မြို့စည်းကားတစ်ကြီး City SUV တစ်စီးရှိတယ်။သူ့ဘေးနားမှာတော့ဘိုးကြီးလို့ခေါ်တဲ့အစိမ်းရောင်ချစ်ကားဟောင်းလေးအိုးချစ်တစ်စီးလည်းရှိတာပေါ့။ Smack ကားကြီးကသူ့ကိုယ်သူအရန်အထင်ကြီးတယ်။သူ့မှာလမ်းပြမြေပုံ GPS တွေအဲကွန်နေတချင်းဖွင့်ဆက်တွေအစုံပါတော့ငါကဒီမြို့မှာအလန်းဆုံးနဲ့အစွမ်းအထက်ဆုံးပဲလို့အမြင်ဝါကြွားလေးရှိတယ်။ဘိုကြီးလို့ခေါ်တဲ့ချစ်ကားဟောင်းလေးကတော့အဲကွန်နေစခရီနေမပါပါဘူး။ဒါပေမဲ့သူ့မှာကြမ်းတမ်းတဲ့လမ်းတွေကိုဖြတ်နိုင်တဲ့ဘီးကြီးတွေနဲ့ဆွဲကြိုး winch ပါပါတယ်။သူကဘယ်တော့မှမဝါကြွားပဲAACC ပဲနေတတ်တယ်။တနေ့တော့စမတ်ကားကြီးကချစ်ကားဟောင်းလေးကိုမြင်သွားပြီဟာဟာဟာဘိုကြီးမင်းကိုကြည့်ရတာဟောင်းနွမ်းပြီးခက်နောက်ကျနေတာပဲဒေါ်လန်းတွေမှာပဲမောင်းလို့ရမှာပါငါလိုခက်မိတဲ့ကားကိုမီမှာမဟုတ်ပါဘူးလို့လှောင်ပြောင်သွားတယ်အားလည်းရတရက်မှာတော့စမတ်ကားကြီးရောချစ်ကားဟောင်းလေးပါတောင်ပေါ်ရွာလေးကိုသွားဖို့ခရီးထွက်လာကြတယ်ကတရလန်းဖြောင်ဖြောင်မှာတော့စမတ်ကားကြီးကတချင်းတန်အကျဲကြီးဖွင့်ပြီးအမြန်ဆုံးမောင်းသွားတာပေါ့တောင်လေလောက်လေရောက်ရောညကမိုးရွာထားလို့တောင်ပေါ်ကနေကြောက်တုံးကြီးတွေနဲ့မြေစာတွေပြိုကျလာပါတော့တယ်လမ်းတစ်ခုလုံးပိတ်သွားပြီးသွားလို့မရတော့ဘူးရှေ့ဆုံးကပြေးနေတဲ့စမတ်ကားကြီးဟာမြေပြိုတဲ့ထဲပိတ်မိသွားတယ်ကြောက်တုံးတွေကသူ့ရှေ့မှာပိတ်နေလို့ရှေ့လဲတိုးမရနောက်လဲဆုတ်မရဖြစ်နေတယ်သူ့ရဲ့လမ်းပြမြေပုံ GPS တွေအဲကွန်းတွေကလည်းဒီလိုအချိန်မှာဘာမှအသုံးမဝင်တော့ဘူးလေစမတ်ကားကြီးငိုနေတော့မှပဲနောက်ကနေချစ်ကားဟောင်းလေးဘူကြီးရောက်လာပါတယ်ဘူကြီးဟာကြောက်တုံးတွေကိုမြင်ပေမဲ့လုံးဝမကြောက်ပါဘူးမပူနဲ့စမတ်ငါမင်းကိုကဲမယ်လို့ရဲရဲဝင့်ဝင့်ပြောလိုက်ပါတယ်ဘိုကြီးကသူ့ရှေ့မှာပါတဲ့တန်ကြိုးကိုဆွဲထုတ်ပြီးပိတ်နေတဲ့ကြောက်တုံးကြီးတွေကိုတတုံးချင်းစီချိတ်ဆွဲဖယ်ရှားပါတော့တယ်သူ့ရဲ့အားကောင်းတဲ့ဘိန်းကြီးတွေနဲ့လီးဖိန်းရဲ့စနစ်ကိုတုံးပြီးကြောက်တုံးတွေကိုအဝေးကိုဆွဲချလိုက်လို့လမ်းပြန်ပွင့်သွားပါတော့တယ်လမ်းပွင့်သွားတဲ့အခါစမတ်ကားကြီးဟာဘိုကြီးကိုအယမ်းကျေးဇူးတင်သွားတယ်ငါရဲ့နီးပညာတွေကအခက်ခဲကြုံရင်အသုံးမဝင်ပါလားဆိုတာကိုသူသဘောပေါက်သွားတယ်။ကဲကလေးတို့ရေဒီပုံပြင်လေးကအပြင်ပန်းလှပပြီးခင်မိနေတာထက်ကြမ်းခိုင်တဲ့စိတ်ဓာတ်နဲ့အခက်ခဲကိုရင်ဆိုင်ရဲတဲ့တတိကသာအရေးအကြီးဆုံးပဲဆိုတာကိုသင်ခန်းစာပေးထားပါတယ်နော်။နောက်ထပ်ပုံပြင်လေးတွေကြည့်ဖို့ subscribe လုပ်ခဲ့အောင်နော်။တတား